မင်္ဂလာပါဒီနေ့ဗီဒီယိုမှာကမ္ဘာပေါ်ကအထူးဆန်းဆုံးနဲ့မယုံကြည်နိုင်စရာအကောင်းဆုံးအရာ၅ခုအကြောင်းပြောပြပေးသွားမှာပါသိပ္ပံပညာရှင်တွေတောင်အဖြေရှာမရသေးတဲ့ဒီအကြောင်းအရာတွေကတင့်ကိုအံ့ဩမှင်တက်စေမှာသိကြပါတယ်နံပါတ်1ဆာဟာရသဲကန္နာရတွေကမျက်လုံးကြီးပထမဆုံးတစ်ခုကတော့အာဖရိကတိုက်ဆာဟာရသဲကန္နာရထဲမှာရှိတဲ့ Richard Structure ခေါ်တဲ့ဆာဟာရရဲ့မျက်လုံးပွားအချင်းကီလိုမီတာ90လောက်ရှိပြီးအပေါ်ကနေကြည့်ရင်ကြီးမားတဲ့မျက်လုံးတစ်လုံးလိုမြင်ရပါတယ်။ဘလို့ဖြစ်ပေါ်လာတယ်ဆိုတာကိုတော့သိပ္ပံပညာရှင်တွေသေချာမပြောနိုင်သေးပါဘူး။ဟုတ်ကခဲကြရာကဖြစ်တာလားဒါမှမဟုတ်ဘူမိဗေဒဖြစ်စဉ်တစ်ခုလားဆိုပြီးငင်းခုန်နေကြဆဲပါပဲ။နံပါတ်2ပစိဖိတ်သမုဒ္ဒရာတွေကစက်ဝိုင်းပုံကောက်ရိုးများဒုတိယတစ်ခုကတော့ပစိဖိတ်သမုဒ္ဒရာတွေကစာဂါဆိုစီပါဒီနေရာမှာထူးခြားတာကပတ်လည်မှာကုန်းမြေမရှိဘဲသမုဒ္ဒရာရေစီးကြောင်းကြီး၄ခုကဝန်းရံထားတာပါဒီထဲမှာစာဂတ်ဆန်လို့ခေါ်တဲ့ရေညှိပင်တွေအများကြီးရှိပြီးအေယာမကောက်ရိုးပင်အစုအဝေးကြီးလိုဖြစ်နေပါတယ်သင်္ဘောတွေတောင်ဒီထဲမှာပိတ်မိတတ်တယ်လို့ဆိုကြပါတယ်နံပါတ်3အီဆရာကျွန်းကမိုးအားရုပ်တုကြီးများတတိယတစ်ခုကတော့ချီလီနိုင်ငံပိုင်အီဆရာကျွန်းပေါ်ကအေယာမမိုးအိုင်းမွန်အေရုပ်တုကြီးတွေပါပဲဒီကြောက်ရုပ်ကြီးတွေကဘလို့တိဆောက်ခဲ့တာလဲဘလို့တည်ယူခဲ့တာလဲဆိုတာကိုတော့ဘယ်သူမှတိတိကျကျမသိကြသေးပါဘူးရှေးဟောင်းလူမျိုးတွေရဲ့ထူးခြားတဲ့ယဉ်ကျေးမှုနဲ့နည်းပညာကိုဖော်ပြနေတဲ့အမခန်းလက်ရာတွေပါပဲနံပါတ်4တောင်အမေရိကက Nazca Lines များစတုတ္ထတစ်ခုကတော့ပီရူးနိုင်ငံက Nazca Lines ပါအေယာမပုံဆွဲလက်ရာတွေဖြစ်ပြီးငှက်တွေတရိတ်ဆန်တွေလူပုံတွေအပြင်ဂျီယိုမီဒီပုံစံတွေလည်းပါဝင်ပါတယ်ဒီပုံတွေကိုကွင်းပြင်ကြီးထဲမှာမြေကြီးကိုချစ်ပြီးဖန်တီးထားတာပါလေပေါ်ကနေမှသာပုံစံအပြည့်စုံမြင်ရတာကြောင့်ဘလို့ရွယ်ချက်နဲ့ဖန်တီးခဲ့တာလဲဆိုတာကတော့လျှို့ဝှက်စမ်းကြယ်နေသေးပါပဲနံပါတ်5ဘာမြူဒါရီကန်နောက်ဆုံးတစ်ခုကတော့နာမည်ကျော်ကြားတဲ့ဘာမြူဒါရီကန် Bermuda Triangle ပါအတ္တလန္တိတ်သမုဒ္ဒရာထဲမှာရှိပြီးဒီနေရာကိုဖြတ်တန်းသွားတဲ့လေယာဉ်တွေသင်္ဘောတွေထူးဆန်းစွာပျောက်ကွယ်သွားတတ်တယ်လို့နာမည်ကြီးပါတယ်။သိပ္ပံပညာရှင်တွေကတော့သဘာဝဖြစ်စဉ်တွေကြောင့်လို့ယူဆကြပေမဲ့ဒီလျှို့ဝှက်စမ်းကြယ်မှုကတော့ယနေ့ထိတိုင်လူအများရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နေသေးပါပဲ။ဘလို့လဲကဘာကြီးကထင်ထားတာထက်ပိုပြီးစမ်းကြယ်တယ်မဟုတ်လားနောက်ထပ်ဘလို့အကြောင်းအရာမျိုးတွေကိုသိကျင်သေးလဲဆိုတာ comment မှာပြောသွားပေးပါဦးဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်